မနာလိုဝန်တိုးခြင်းလို့ဆိုတဲ့အိတ်သာလူလောကမှာလူအတိုင်းဝိုင်းမှာဒုက္ခအပေးဆုံးအရာဖြစ်တယ်ကိုယ်ရဲ့တာသွားလို့ရှိရင်မနာလိုမရှုစိတ်ဖြစ်တယ်လူချင်းချင်းမုဒိတာမပွားနိုင်ဘူးအောင်မြင်သွားတဲ့ပုဂ္ဂိုလ်အပေါ်မှာဘလို့မုန်းတီးတဲ့စိတ်တွေဖြစ်ပွားခြင်းဟာလူတွေရဲ့ယင်ထဲမှာဆွဲလန်းနေတဲ့အရာတစ်ခုပဲဖြစ်တယ်အဲ့ဒီအိတ်တာဆိုတဲ့ယင်ထဲကဆွဲလန်းစေတတ်တဲ့သဘာဝတရားဟာလူလောကကြီးတစ်ခုလုံးကိုနှိမ့်ဆက်နေတယ်လွှမ်းမိုးချုပ်ကင်ထားတယ်မနာလိုစိတ်ကင်းစင်တဲ့ပုဂ္ဂိုလ်ဟာအလွန်ရှားတဲ့အနေထားမျိုးရောက်ပြီးလူအတိုင်းဝိုင်းထဲမှာမနာလိုခြင်းဆိုတဲ့အိတ်တာတရားဟာလွှမ်းမိုးပြီးတော့နေခဲ့တာဖြစ်တယ်